နော်လေး Universe Channel ရဲ့ကျမ်းမာရေးအစီအစဉ်လေးကနေကြိုဆိုလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တော့သားပြက်သားလျှောရခြင်းကြောင့်အသက်ဆုံးရှုံးရခြင်းရဲ့အကြောင်းတွေကိုပြောပြခြင်းပါတယ်သားပြက်သားလျှောလူနာသည်မှန်ကန်သောကုသမှုကိုအချိန်မီခံယူရမည်အချိန်မီကုသမှုမခံယူပါကနောက်ဆက်တွဲပြဿနာများနှင့်ရင်ဆိုင်ရနိုင်ပြီးအသက်ဆုံးရှုံးမှုအထိဖြစ်ပွားနိုင်တယ်လို့သိရပါတယ်။ဒီအကြောင်းတွေကိုလည်းရှေ့ကဗီဒီယိုမှာပြောပြခဲ့ပြီးပါပြီ။ဆက်ရမယ်ဆိုရင်တော့သားပြက်သားလျှောခြင်းကြောင့်အသက်ဆုံးရှုံးရခြင်းအကြောင်းရင်းများကတော့နှောင့်နှေးခြင်း၃ရက်ကြောင့်ပဲဖြစ်ပါတယ်။ဆောင်းရှောင်းမှုခံယူရန်မသိရှိ၍နှောင့်နှေးခြင်းသွားလာမှုအခက်အခဲကြောင့်ဆေးရုံတို့လွှဲပြောင်းနှင်ပို့မှုနှောင့်နှေးခြင်းလိုအပ်သောဆေးကုသမှုရရှိရန်နှောင့်နှေးခြင်းအပေါ်ကအချက်တွေကိုတစ်ချက်ချင်းပြီးအကျယ်ချက်ပြောရမယ်ဆိုရင်တော့ဆောင်းရှောင်းမှုခံယူရန်မသိရှိ၍နှောင့်နှေးခြင်းဘာကြောင့်ဖြစ်တယ်လဲဆိုရင်တော့သားပြက်သားလျှောခြင်းဤနောက်ဆက်တွဲပြဿနာများကိုမသိရှိခြင်းသားပြက်သားလျှောခြင်းအန္တရာယ်လက္ခဏာများကိုမသိရှိခြင်းလူနာရှင်အမျိုးသမီးကိုယ်တိုင်စေကူတာမှုခံယူရန်ဆုံးဖြတ်နိုင်မှုမရှိခြင်းထိုအမျိုးသမီးများအားစေကူတာမှုခံယူနိုင်ရန်မိသားစုမှဦးစားပေးမှုနေပါခြင်းတွေကြောင့်ပဲဖြစ်ပါတယ်တွာလာခက်ခဲမှုကြောင့်လွှဲပြောင်းနှင်ပို့မှုနှောင့်နှေးခြင်းအကြောင်းကိုပြောရမယ်ဆိုရင်တော့လမ်းမဆက်သွယ်ရေးခက်ခဲခြင်းငွေရေးကြေးရေးခက်ခဲခြင်းတွာလာရန်ယင်နှင့်ညှိပို့မှုစနစ်အားနည်းခြင်းကြောင့်လို့ထင်ပါတယ်လိုအပ်သောစေကူတာမှုရရှိရန်နှောင့်နှေးခြင်းတွေကတော့ကျွမ်းကျင်သောကျန်းမာရေးဝန်ထမ်းများမရှိခြင်းစေဝါနှင့်ပစ္စည်းကိရိယာမစုံလင်ခြင်းအရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုစနစ်အားနည်းခြင်းတို့တွေပဲဖြစ်ပါတယ်သားပြက်သားလျှောခြင်းနောက်ဆက်တွဲပြဿနာများနှင့်အန္တရာယ်လက္ခဏာများကိုကောင်းမွန်မြန်ဆန်ဖို့အရေးပေါ်လူနာလွှဲပြောင်းနှင်ပို့မှုစနစ်ထားရှိရန်လည်းအရေးကြီးတယ်လို့ထင်ပါတယ်လွှဲပြောင်းနှင်ပို့မှုစနစ်ဆိုတာကတော့အရေးပေါ်လူနာများကိုအချိန်မီစောင့်ရှောက်မှုပေးနိုင်ရန်အတွက်ကျန်းမာရေးဌာနများစောင့်ရှောက်သူများလူမှုရေးအဖွဲ့အစည်းများမှနှင်ပို့မှုအဆင့်အမျိုးမျိုးတွင်အချင်းချင်းချိတ်ဆက်ဆောင်ရွက်ခြင်းကိုဆိုလိုပါတယ်လွှဲပြောင်းနှင်ပို့မှုစနစ်အတွက်လိုအပ်သောကြိုတင်ပြင်ဆင်မှုတွေကတော့ငွေကြေးသွားလာမိရင်တင့်တော်သောစောင့်ရှောက်မှုကိုအမြန်ဆုံးရရှိနိုင်သောဆေးရုံဆေးခန်းကူညီဆောင်ရွက်ပေးမိလူအဖွဲ့အစည်းဒါတွေကတော့လိုအပ်ပါတယ်ကဲဆက်ရရင်တော့သားပြက်သားလျှောကုသမှုခံယူပြီးတဲ့အခါဆောင်ရွက်ရမယ့်အချက်လက်တွေကိုလည်းသိထားသင့်တယ်လို့ထင်ပါတယ်သားပြက်သားလျှောကုသမှုခံယူပြီးဒီလက္ခဏာများခံစားရပါကစိုးရင်စရာမလိုပါဘူးကဲ၍သင်ကမပြင်းထန်သော one bite နာခြင်းဖြစ်ပေါ်ပါကစိုးရင်စရာမလိုပါပုံမှန်ခံစားရခြင်းဖြစ်ပါတယ်ရင်းကြိုက်ခဲမှုအတွက်အကြိုက်ခဲပျောက်စေပါရာစီတမောကိုတောက်ပါရဲအနှမ်းငယ်တွင်သွေးဆက်ဆင်းမှာကစိုးရင်စရာမလိုပါတမာရိုးကြတာဖြစ်ပါတယ်သင်ဒီရဲတရက်ဘက်၄ဘက်မှ၈ဘက်အတွင်းယာဒီသွေးပြန်လဲပေါ်ပါကပုံမှန်ယာဒီသွေးပေါ်ခြင်းသာဖြစ်ပါတယ်သားပြက်သားလျှောကုသမှုခံယူပြီးသောအခါဒီအချက်တွေကိုပြုလုပ်လိုက်နိုင်ရန်ဆောင်ရွက်ပါကိုဝင်ပြက်ကြပြီးနောက်တစ်ကြိမ်ပုံမှန်ယာဒီတွေမပေါ်သေးတော့လဲအိမ်ဆက်ဆံမှုရှိနေပါကချက်ချင်းကိုဝင်ပြန်လဲရရှိနိုင်ပါတယ်အကယ်၍သင်ဒီနောက်ထပ်ကလေးမလိုချင်သေးပါကသားဆက်ချာနည်းနဲ့တစ်ခုခုကိုချက်ချင်းအသုံးပြုရန်လိုအပ်ပါတယ်သားဆက်မချလိုသေးပဲကလေးထပ်မံလိုချင်ပါကတက်ကျွမ်းနားလည်သောကျန်းမာရေးဝန်ထမ်းနဲ့စနစ်တကျတိုင်ပင်ဆွေးနွေးပြီးကြိုတင်ပြင်ဆင်ရန်အရေးကြီးပါတယ်။များအနားယူရန်လည်းလိုအပ်ပါတယ်။အာဟာရပြည့်ဝသောအစားအစာများဖြစ်သည့်လက်ဆက်သောအသားငါးနှင့်အသီးအနှံအရွက်အသီးများစားသုံးရန်လိုအပ်ပါတယ်။ဆေးတောက်ရန်လိုအပ်ပါကကျန်းမာရေးဝန်ထမ်းများညွှန်ကြားသည့်အတိုင်းဆေးကိုအမြင့်အတိုင်းတောက်ပါ။ပိန်နေကောင်းမည်ဟုခံစားရတော့လဲဆေးကိုဆက်လက်တောက်သုံးသင့်ပါတယ်။တဘူတန်ရှင်းမှုကိုဂရုစိုက်ပါတန်ရှင်းသောဥယျာဉ်စားနှင့်
လာစဉ်အမျိုးသမီးသုံးပစ္စည်းတွေကိုအသုံးပြုပါကုသမှုခံယူပြီးရင်လည်းဒီအချက်တွေကိုရှောင်ကျဉ်ရပါမယ်သင်မိန်းမကိုအတွင်းသို့စက္ကူပါအဝတ်စုပ်ရေမြုံတူရွက်ဒါမှမဟုတ်ဂုံးတို့ဖြင့်ပိတ်ဆို့ခြင်းမပြုလုပ်ပါနဲ့နော်တိုးစင်းရပြီး၃ရက်အတွင်းလိန်ဆက်ဆံခြင်းမပြုပါနဲ့အလေးအပင်မမပါနဲ့နှစ်ပတ်အခန့်ထိနားရန်လိုပါတယ်ကဲဒီလောက်ဆိုရင်တော့တည်တင်တဲ့လောက်တော့တည်ပြီလို့ယုံကြည်ပါတယ်နောက်ဆုံးအနေနဲ့တတိထားရန်အချက်လေးတွေကိုလည်းပြောပြပေးခြင်းပါသေးတယ်တင့်တွင်အခုပြောပြမယ်ယောဂလက္ခဏာများတစုံတရာဖြစ်ပေါ်ခံစားနေရပါကမိဆက်ရာဆေးရုံဆေးကန်းကျန်းမာရေးဌာနများသို့အမြန်ဆုံးတွားရောက်ပြသ၍ကုသမှုခံယူပါကိုယ်ဝင်ပြက်ကြခြင်းအားကုသမှုခံယူပြီးနောက်14ရက်ထက်ကျော်လွန်၍သွေးဆက်လက်ဆင်းနေခြင်းမိမကိုယ်မှာအနံဆိုးသောအည်များဆင်းခြင်းပုံမှန်ရာသီသွေးဆင်းခြင်းထက်ပိုသောသွေးများဆင်းနေခြင်းပြင်းထန်ဆူးရှစွာဝမ်းပိုက်နာခြင်းချမ်းတုံ၍အဖျားတက်သလိုခံစားရခြင်းမီးရချမ်းထခြင်းဒီအချက်တွေကိုတော့အထူးသတိပြုသင့်ပါတယ်ဒါတွေဖြစ်လာမယ်ဆိုရင်တော့ဆေးရုံဆေးကန်းကိုအမြန်သွားဖို့လိုအပ်ပါမယ်နော်ကဲဒီနေ့တော့ဒီလောက်ပါပဲဝင်ရောက်ကြည့်ရှုအားပေးသူတဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ကျမ်းမာရေးသိပညာနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုစင်စက်မပြတ်တင်ဆက်ပေးနေမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ Knowledge Universe Channel လေးကိုlike လေးနှိပ်ခဲ့ပြီး Subscribe လုပ်ထားကြပါအောင်လို့တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ